Minggalaba tenor clef က subline ရဲ့ဒုတိယမှာ arrow head လေးထိုးထားတယ်ဆိုရင် middle C C4 ဖြစ်ပြီးတော့ step line ရဲ့အောက်ဆုံးလမ်းမှာလမ်းကြောင်းမှာ arrow head လေးထိုးထားမယ်ဆိုရင်တော့ middle C4 ကဒီအောက်ဆုံးလမ်းကြောင်းနဲ့စမယ်လို့ကျွန်တော်တို့ soprano clef တော့သိရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့က treble clef ပေါ်မှာနံပါတ်8ခဏလေးရေးရင်ဘာကိုရည်ညွှန်းလဲနံပါတ်8ခဏရေး treble clef ရဲ့အောက်မှာရေးထားရဆိုရင်ဘာရည်ညွှန်းလဲဆိုတာကျွန်တော်အသေးစိတ်ပြောပြပေးတော့ပါမယ်ဗျဟုတ်ကဲ့ကျွန်တော်တို့ treble clef ကပုံမှန်အားဖြင့် step line အောက်မှာ ledger line လေးအပေါ်ထွက်ပြီးတော့ဒီမှာ notation ရရေးထားတာကို C4 လို့ကျွန်တော်သိထားကြပါတယ်ဟုတ်ပြီကျွန်တော် treble clef ကိုအပေါ်မှာနံပါတ်8ကလေးရေးလိုက်မယ်ဆိုရင်အကျိုးသက်ရောက်မှုကဘာရှိနိုင်လဲဆိုတော့ကျွန်တော်တို့က high notes တွေရမ်းများနေတယ် step line အပေါ်မှာကြီးပဲရေးနေရတယ် step line ရဲ့ထဲမှာမရှိဘူးကျွန်တော် step line ထဲမှာပြန်ယူခြင်းနဲ့ရေးခြင်းနဲ့ဆိုလို့ရှိရင်ဒီ8 note ကလေးအကူအညီကိုယူခြင်းအပြင်ပုံမှန် middle C C4 ရဲ့နေရာက C5 ဖြစ်သွားမယ်လို့သိရမယ်အဲ့တော့ကျွန်တော်တို့က treble clef ရဲ့အပေါ်မှာ8 note ကလေးကိုတွေးလိုက်ခြင်းအပြင်ကျွန်တော်တို့က object တစ်ခုစာမြင့်နေတယ်တီးရမယ်ဆိုရမယ်ဆိုတာကိုကျွန်တော်နားလည်ရမှာဖြစ်ပြီးတော့ထိုနည်းတူစွာပဲကျွန်တော်တို့ treble clef ရဲ့အောက်မှာနံပါတ်8ခဏလေးကိုတွေ့မယ်ဆိုရင်ပုံမှန် middle C4 ရဲ့နေရာက C3 ဖြစ်သွားပြီးတော့ကျွန်တော်တို့တီးမယ်ဆိုမယ်ဆိုလို့ရှိရင် object တစ်ခုစာနှိမ့်နေတယ်ဆိုတာကိုကျွန်တော်တို့သဘောပေါက်ရမှာဖြစ်ပါတယ်ဗျ base clef မှာလည်းထိုနည်းတူစွာပဲ base clef ရဲ့အပေါ်မှာအဲ့ကလေးရေးတယ်ဆိုရင် object တစ်ခုစာမြင်ပြီးတီးရမယ်လို့သဘောပေါက်အောင်ဖြစ်ပြီးတော့ base clef ရဲ့အောက်မှာနံပါတ်8ခဏလေးကိုတွေ့မယ်ဆိုရင် object တစ်ခုစာနေပြီးတီးရမယ်ဆိုရမယ်ဆိုတော့ကျွန်တော်သဘောပေါက်အောင်ဖြစ်ပါတယ်ဗျအားလုံးပဲအတွင်းစိတ်တံအေဂျင့်ပြီးမြတ်တာတရားကိုမျှဝေနိုင်ပါစေကျွန်တော်လင်းပြပါ